အားလုံးပဲမင်္ဂလာပါရှင် Brownie ရဲ့ Tarot Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကာလမှာပေါ့နော် Brownie အရင်ရက်တွေက Brownie တို့စီမှာဖြစ်သွားတဲ့အခြေအနေတွေပေါ့နော်မြန်မာနိုင်ငံမှာဖြစ်သွားတဲ့အခြေအနေအကုန်လုံးမြင်တွေ့ပြီးတော့ပေါ့နော်တကယ်ကိုစိတ်မကောင်းပေါ့နော်ဝမ်းနေရတယ် Brownie ကြောင့်တက်ခဲ့တဲ့မျိုးလေးမန်းလေးမျိုးဆိုရှင် Brownie တို့ကြောင့်တော်တော်ထိသွားတာဆိုတော့လေမီးလောင်သွားတွေပါတယ်ရောဆိုတော့ဒီကာလမှာလူတိုင်းစိတ်ပင်ပန်းနေကြမယ်လို့ Brownie သိပါတယ်ပေါ့နော်ဆိုတော့ Brownie ဆုံးရှုံးအိုးအိမ်နေဆုံးရှုံးသွားတဲ့သူတွေမိသားစုတက်တွေဆုံးရှုံးသွားတဲ့သူတွေအကုန်လုံးကို Brownie ကိုချင်းစာပါတယ်ပေါ့နော်ဒီနေရာမှာ Brownie ပေါ့နော်Brownie ရဲ့ဒီစကားကြီးပြောနေမလုံလောက်ဘူးဆိုရတယ်သိရပေါ့နော်ဒါပေမဲ့ထပ်တူဝမ်းနေမိပါရဲ့ပေါ့ဒါထပ်တူဝမ်းနေဆိုပေမဲ့လည်းပေါ့နော်တကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ရင်ထဲကအပူကတော့ဘယ်မှီမလဲပေါ့နော် Brownie ထောင်နားလဲပါတယ်ဒီဗီဒီယိုတင်ဖို့လည်း Brownie တော်တော်စဉ်းစားရတယ်ပေါ့နော်စဉ်းစားတယ်ဘာလို့လဲဆိုတော့ကြာBrownie ဒီဟာကိုအကြောင်းပြုပြီးတော့ Brownie ကိုအကျိုးစီးပွားတစ်ခုခုရှာမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ Brownie ဒီငလျင်ပေးတဲ့သူတွေကိုပေါ့နော်လှူတဲ့မယ့်နေရာမှာတစ်စိတ်တအားဖြစ်တော့ပါဝင်ကူညီခြင်းနဲ့ပေါ့နော် Brownie ကိုယ်တိုင်လည်းလှူပြီးဒါပေမဲ့လည်းဒီ Brownie နဲ့ညီဆက်ရာတွေဥမာဖြစ် Brownie လိုမျိုးဘယ်သူ့ကိုလှူရမလဲမသိအဲ့လိုမျိုးဖြစ်နေတဲ့သူတွေပေါ့နော်တူစုပေါင်းပြီးတော့ပို့ကြီးတဲ့ပို့ပြီးတော့ကြီးတဲ့အိုင်းအင်တရဖြစ်ဖို့အတွက်ပေါ့နော် Brownie အလှူခံခြင်းလို့ပေါ့နော်ဒီဗီဒီယိုလေးတင်လိုက်တာပေါ့နော်အကယ်၍ Brownie ဘယ်လိုမှမသိဖြစ်နေတာတော့အဲ့လိုမျိုးဆိုရှင် Brownie ရှိမှာပေါ့နော် Brownie ကိုဆက်သွယ်လို့ရပါတယ်900 1000တရားတာနေများမဆိုပေါ့နော်ရတယ်ကိုနိုင်တဲ့လောက်လေးပေါ့နော်တစ်စိတ်တစ်စီသားရေတဘူးဆိုလဲတဘူးစားရသွားတယ်ဆိုလို့ရှိရင်အဆင်ပြေရပေါ့နော်ဆိုတော့အဲ့ဟာအတွက်ကြောင့်မလို့ Brownie ဒီဗီဒီယိုလေးတင်ပြီးတော့လူသိမြောင်လို့ပေါ့နော်ဒီဗီဒီယိုလေးတင်လိုက်တာပေါ့ဆိုတော့ Brownie ကိုလူအကယ်၍လှူမယ်ဆိုလို့ရှိရင် Brownie ရဲ့ page မှာလာမေးလို့ရပါတယ် Brownie ကိုလည်းအခုဒီ comment အောက်မှာလည်းဆက်သွယ်ပေးနိုင်ပါတယ်ပေါ့နော်ဆိုတော့အမြန်ဆုံးအဆင်ပြေဖို့အတွက်လည်း Brownie ဆုတောင်းပေးနေရပေါ့ဒါဆုတောင်းရုံနဲ့ကတော့ပေါ့နော်ဆုတောင်းရုံနဲ့ကတော့တိတ်ပြီးတော့မြန်ဆန်ဖြစ်မှာမဟုတ်ဘူးလေဆိုတော့ကိုရီတက်နိုင်တဲ့လောက်အားပါဝင်မှုအတွက် Brownie အလှူခံတာပေါ့နော်ဆိုတော့ Brownie ပေါ့နော် Brownie ရှိမှာလာလှူဖြစ်တဲ့သူတိုင်းကို Brownie သိချင်တဲ့မိကုန်းတစ်ခုအကြောင်းအရာတစ်ခုကို free reading ပြန်ဟောပေးမယ်အစီအစဉ်လေးရှိပါတယ်ဆိုတော့ဒီနေ့ reading လေးရဲ့ခေါင်းစဉ်ကကြတော့ဒီအခက်အခဲတွေပြီးသွားလို့ရှိရင်ဘာတွေကြုံလာနိုင်လဲပေါ့နော်ဒီအခက်အခဲတွေပြီးသွားလို့ရှိရင်ကတော့သိကြပါကိုစီကိုကောင်းသောအောင်မြင်ခြင်းတွေရောက်လာမယ်ဒီကာလမှာပေါ့နော်ကိုကဒီမှာဥမာဖြစ်အိုးရင်ဆုံးရှုံးသွားတဲ့သူတွေဆုံးရှုံးထိခိုက်ရှိတဲ့သူတွေအနေနဲ့ပေါ့နော်ကိုကပိုကောင်းတဲ့နေရာတစ်ခုပိုတာရတဲ့နေရာတစ်ခုကိုရလာနိုင်တယ်ပြီးတော့နိုင်ငံခြားသွားဖို့အစီအစဉ်ရှိတဲ့သူတွေအဲ့လိုခရီးသွားဖို့အစီအစဉ်ရှိတဲ့သူတွေလည်းဖြစ်ထွန်းလိမ့်မယ်ပေါ့နော်ကိုယ်ရဲ့သွားမယ့်အစီအစဉ်အောင်မြင်လိမ့်မယ်ပေါ့ဒီမှာပေါ့နော်အဓိကအဖြစ်ဘယ်လိုကောင်းခြင်းတွေလာမလဲဆိုလို့ရှိရင်ကတော့ကိုယ်ဒီစိတ်နဲ့ဆိုင်တဲ့အောင်မြင်ခြင်းရလိမ့်မယ်လို့ Brownie ကမြင်တယ်ပေါ့နော်ဘယ်လိုကောင်းခြင်းလဲဆိုရှင်ကိုလမ်းကြောင်းပေါ်လာတာကိုဒီစိတ်ဆင်းရဲမှုတွေကနေပြီးလွတ်မြောက်လာနိုင်တာတိတ်တော့မကြတဲ့အနာဂတ်မှာပေါ့နော်တိတ်တော့မကြတဲ့အနာဂတ်မှာကိုဟာထူးထူးထောင်ထောင်တော့ပြန်ဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာကိုကမပြောင်းလဲပဲမပြုတ်ပြင်မဲနဲ့ထားခဲ့တဲ့အယုံကြည်တွေအတွေးခေါ်တွေကိုကိုကစွန့်လွတ်ဖို့အရေးကြီးရပေါ့နော်စွန့်လွတ်နိုင်မှသာနဲ့ကိုဒီထွက်ပေါက်ရှာတွေ့မှဖြစ်တယ်ပေါ့နော် Brownie တို့အရင်တော့ကိုမျက်ွယ်ပြုခဲ့တဲ့အရာတွေကိုပြုပြင်
ရမယ်လို့သိပေမဲ့လည်းမပြုတ်ပြင်မနဲ့ထားခဲ့တဲ့အရာတွေကဒီကာလတွေမှာလုံးဝကိုယ်စီကနေခွာကျသွားမယ်ပေါ့ခွာကျသွားမယ်အဲ့တော့အဲ့ဒီအပြောင်းအလဲတွေကိုကိုယ်ဒီလက်ခံနိုင်မှုလိုရပေါ့နော်လက်ခံနိုင်ပြီးတော့ကိုယ်ဒီအတိတ်ကနေပြီးတော့အတိတ်ကပင်ပန်းခဲ့တဲ့အရာတွေကနေပြီးတော့ကိုသင်ခန်းစာယူပြီးတော့ပြန်ပြီးလွတ်မြောက်လာနိုင်ပြီလို့မြင်နေပေါ့ခက်ခဲတွေဒါစီးတွေကြော်ဖြတ်နိုင်နေမယ်ခုနကပြောသလိုပေါ့နော်အိုးရင်တိုက်တာတွေလည်းပြန်ပြီးတော့ပြန်ဖြစ်ထွန်းလာတာမျိုးလမ်းကြောင်းမှန်မို့ပြန်ရောက်တာမျိုးတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ဒါကြတော့short reading လေးတက်ပါပဲအားရင်တစ်ခုဖြစ်ဖို့အတွက်မျှော်လင့်ပါတယ်ဆိုတော့ brownie ရှိမှာလှူရမယ်ဆိုလို့ရှိရင် brownie ရဲ့ Facebook page ကရောအခုပေးထားတဲ့ brownie ရဲ့ KP number လေးကိုပေါ့နော်ဥပမာဖြင့် brownie လို့ပဲအလှူဖြစ်တယ်ဆိုရှင် brownie လို့ပဲ note လေးကိုရေးပေးပါเนาะဆိုတော့အားလုံးပဲအဆင်ပြေကြပါစေဘေးကင်းကြပါစေအဲ့လိုမျိုးဆူတောင်းပေးနေ brownie ရဲ့ reading လေးကိုရနာလိုက်ချင်ပါတယ်ပေါ့နော် brownie တကယ်စိတ်ကတော့အဆင်မပြေဘူးဆိုပေမဲ့လည်းအလှငွေလေးနည်းနည်းပူရရင်ရပါစေဆိုပြီး brownie ဒီ video လေးတင်ခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးတွေဒါချမ်းမြေ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေရှင်